နေ့ကတော့မွန်ချမ်းတောင်ပေါ်မှာရှိတဲ့ home stay လေးတစ်ခုကိုသွားလဲမှာဖြစ်ပါတယ်။နေရာလေးကသူကတခြားမွန်ချမ်းတောင်ကဟိုတယ်တွေလိုအများကြီးကြက်ညက်နေတာမဟုတ်ပဲသူ့ဘာကိုတီးတီးတန့်တန့်လေးအေးအေးဆေးဆေးရှိနေတဲ့နေရာလေးဖြစ်နေတာပေါ့နော်။တကယ်တော့home stay ကို Grace တို့တစ်ခါမှမတဲဘူးပေါ့နော်။အခုကကြတော့Google Map ကနေရှာပြီးတော့ဒီနေရာလေးတော့မိုက်မလားမသိဘူးဆိုပြီးတော့စမ်းပြီးတော့တွားတဲကြည့်ကြည့်ရဖြစ်ပါတယ်။ရောက်ခါနီးမှာတော့လမ်းရဲ့အခြေအနေကတော့အနည်းငယ်ကျန်းတယ်။ Hello So great now ပါရင်ဒီဟာတော့ try မtry မကလည်းလောကတန်နေရောပဲဟိုစပ်ပြရည်လည်းအများကြီးပါတယ် nice good okay ဒီဝါရင်အရှိပါကြည့်ရဝါနားလေးလေးလာတယ်ရနော်ဝိုးဒီမှာကဲပတ်ကျူလေးနဲ့နော်အကြိုင်ပတ်ကျူတော့ဝင်မယ်ခုတော့ရှုကင်းလေးတွေအရင်ကြည့်လိုက်ပါဦးနားလေးစင်ကြည့်မယ်နော်ဝိုးဒီမှာSo nice. Hey, Grace, I tell you when chị ảo nó. Wow. I tell you that tata session. Sorry. Tata she lo à tata ye li nó. Em con bà mẹ. Bạn cả lấy bà đấy. Ô. Tu à li nè tu đó. Xem gì nè. À mà. Nhìn. စပင်အဖြောက်ကောက်ဝါမိုက်တယ်စင်ပြေโอเคညအိမ်လေးနဲ့လာโอเคညဘက်တီဆိုလို့ရှိရင်လည်းဒီနေရာလေးမှာကဲ view လေးကိုကြည့်ပြီးတော့ဥက္ကဋ္ဌမစားလို့ရတယ်တပွဲကိုတစ်ဆက်ကို450 nice မိုက်ကြည့်လိုက်ပါဲကြည့်ပြီးဆိုတော့ဒီပတ်ဝန်းကျင်လေးကိုတစ်ချက်လောက်သွားကြည့်ကြရအောင်နော်လေးတွေလည်းလာဟိုဘက်လေးသွားကြည့်ရအောင်ဟိုဘက်မှာ view တော့မိုက်နေနော်အောက်မှာလဲလူလျှောက်လန်းလေးရှိတယ်စင်းကြံလေးရှိတယ်ညဘက်ဆိုရင်တော့မီးလေးနဲ့ပုံမိုက်မယ်ထင်တယ် Grace တို့အခုသွားလျှောက်ကြည့်ရအောင်လေနော်
ချုပ်ပြီးဆိုတော့ဒီကစားလေးစားပြီးတော့စားဖို့လုပ်ကြမယ်နော်သူတို့လာပြီးတော့ညလေးရိုက်ကြတယ်သူတို့လာပြီးတော့ပေးသွားတဲ့မူကရထားဆက်ဒီအလေးက450ပေးရတယ်9ရောက်လောက်ပေးစားပြီးတော့ရမှာ